မင်္ဂလာပါကျွန်တော်လည်းပေါင်းထားပါကျွန်တော်တင်ပြခြင်းတဲ့အကြောင်းလေးကတော့မင်္ဂလာဝါဒမှာဒီစုလေးတို့ဆိုတဲ့အကြောင်းကိုတင်ပြတင်ပါတယ်ကျွန်တော်မင်္ဂလာဝါဒကနေစုလေးကိုအလုပ်သွားလုပ်ပြန်လို့ရတာ3မိနစ်လောက်ပဲမမိလည်းလို့လုပ်ခဲ့ရတယ်ပေါ့နော်အဲ့ဒီကတော့မတော့ shop လုပ်ခိုင်းနေတာကျွန်တော်နောက်ပိုင်းလည်းဒီlens die calling ဆိုတဲ့အတိုင်းကြားလိုက်တဲ့အချိန်မှာတော့လည်းပေါင်းပါခဲ့လို့လည်းပေါင်းတယ်ပြီးတော့ဒီတော့လည်းအဆင်ပြေတယ်လို့ထင်ပါတယ်ကျွန်တော်ဒီနေ့ဆိုရင်ဝါဒကနေမနေ့9နာရီခွဲလောက်ကနေပါစီလို့ရှိရင်မနက်9နာရီခွဲလောက်ကဆိုရင်မနက်ပိုင်း9နာရီခွဲလောက်မှာကျွန်တော်နေရတော့တော်တော်ကားရှိရတဲ့နိုင်လောက်ချင်းကျွန်တော်ချိန်ကားရအချိန်ကြီးအများကြီးပုံတော့ကားရှာကြကားချက်တာတမျိုးလူချက်တာတမျိုးအများကြီးချွေးပြီးနေပါတယ်အခုပေါ့နော်ဖဲတဲ့ iPhone တွေမှာကျွန်တော်တို့ပြည်လည်ရတော့ကြောက်free choice ဖြစ်သွားတဲ့အတွက်ကျွန်တော်တော့ shop ပေါင်းပါတယ်ဒါပေမဲ့နောက်တစ်ခုဖြစ်သွားတော့ကျွန်တော်ဟန်တာဝီဘိုင်းမှာဝင်လာပြီးကားချက်တယ်လို့ပြောရင်ကားချက်တဲ့နေရာတော့တော်တော်မျိုးမျိုးကတော့တခါတော့ကားချက်တယ်အဲ့ဒီမှာကားချက်တော့မျိုးမျိုးပြီးတော့ထုံသွားတော့ဒါပေမဲ့အချင်းတော့ရင်းနှီးတဲ့ဆိုင်မျိုးနဲ့ကြုံသွားတယ်စင်ပြီးတော့ပါကောင်းပါပဲအခုဆိုတော့အစင်ကြီးချုံးမှုတွေနဲ့ကျွန်တော်စုလေးကိုကောင်းကောင်းနည်းနည်းစတင်ရောက်နိုင်တယ်ပေါ့နော်ဒီလေတန်းတရားကြီးကြောင့်ကျေးဇူးအများကြီးတင်ပါတယ်လေတန်းတရားကြီးကိုအကောင့်တွေပေါ်ပြီးတော့ကြောင့်လို့နောက်ပိုင်းအစင်ကြီးနဲ့နေနေလေးဆက်လက်ပြီးကောင်းတယ်ပြီးတော့အားလုံးကျွန်တော်တောင်းဆိုကြပါတယ်ဒီမှာနိုင်ငံတောင်းရှိရအောင်ကျေးဇူးများတင်ပါတယ်ကျေးဇူးပါ